ဒါချင်းမိုင်ရဲ့ဟိုပါပေါ့ river side လို့ပြောတယ်ဒါ river လို့မဟုတ်ဘူးဒီချင်းမိုင် this is not a river just canal သူတို့ရဲ့ဟိုပါပေါ့တူးမြောင်းလို့ပြောရမလားဒါကဒီနေရာတစ်နေရာပဲရှိတယ်ရေတွေရှိတာဒီကမ်းနားမှာပေါ့နော်ဒါဆိုရင်ဟိုဘက်ဒီဘက်ပေါ့ဒါချင်းမိုင်ရဲ့ဟိုကားကိုင်းရဲ့နည်းနည်းလေးပဲချင်းမိုင်ကားကိုင်းနဲ့လမ်းလျှောက်လာလို့ရှိရင်တော့မိနစ်20လောက်လမ်းလျှောက်လာတယ်ကိုကကိုလမ်းလျှောက်လာတာလေအရေးလည်းမခေါ်တော့ဘူးညနေဘက်စီတော့ဒီလေးကတူလေတော့လေးကိုအေးနေရမယ်ဒါဒီမှာလည်းဟိုတယ်တစ်လုံးရှိတာပဲဒါပေမဲ့ကျွန်တော်နေတဲ့ကားကိန်းနာဟိုတယ်မှာလည်းအမြင့်အထက်ပေါင်း450လောက်ရှိနေတယ်တူတယ်ဒါပေမဲ့အောက်ကကျွန်တော်ရှိလိုက်တာဟာကိုယ်ရမယ်တကြောင်းလုံးပေါ်ကြီးကိုကျောင်းတကားပိတ်အိမ်မပြန်ခြင်းဘူးဒါဒီတရားကသူတို့ပြောမှုရဆိုရင်ဒါဟိုကအရှိပတ်ဆိုလို့ရှိရင်ဘယ်လိုပြောရမလဲ OCD ပေါ့ဒါ New City ပေါ့သူတို့မှာနေခင်ကကျွန်တော်တော်ရတဲ့နေရာပဲပေါ့သူကအုတ်တိုင်းကြီးလေအဲ့ဒီမှာ New City နဲ့ OCD ကိုခွဲထားတာဒါတွေလည်းအဲ့ဒီပုံစံတိုင်းပေါ့ဟိုဘယင်လက်ချက်ကလေးကသူတို့ကဒီနေရာတွေကတကယ်ဟိုပါပေါ့ history တကယ်သမိုင်းဝင်နေရတယ်လေဒီနေရာတွေကအဲ့ဒါကြောင့်ရှစ်မိုင်မှာလာလို့ရှိရင်တော့ဟိုလိုပြောရမလဲအရာဆောင်နှန်းနေဇီဒီပထိုးတွေပြောရမလားသူတို့ဘုံကြီးကြောင်းတွေလို့ပြောရမလားအများကြီးပဲဟိုရှစ်ကေကဘုံကြီးကြောင်းတွေအများကြီးပဲရှစ်မိုင်မှာရှစ်မိုင်ရဲ့နေဝင်ကြီးပေါ့ဒီဘက်ကနေကျွန်တော်ဟောပေါ့ကျွန်တော်ဒီဟိုဒီဘက်ကလာတော့ကားကြီးရဲ့ဒီဘက်မှာဒါဒီဘက်မှာဆိုလို့ရှိရင်တကယ်ကျောင်းတကားပဲမပြန်ခေဟောင်းကဘယင်းနေခဲ့တဲ့နေရာကအဲ့ဒီဘက်မှာရှိတယ်လို့အိုးဝါလို့ပြောလို့ရတယ်ပေါ့ရှင်းမိုင်အိုးဝါဆိုလို့ရှိရင်အဲ့ဒီကိုကားတွေပါလေလိုက်ပို့တာပေါ့တက်စီတော့ပါတော့ဘာလို့ဆိုတော့အဲ့ဒီရဲ့နန်ရံကအရန်ထူပြီးပဲရှစ်ခိကပုံတိုင်းနေသူတို့ကဟိုအပြေလူမဝင်ရအောင်လုပ်ထားခဲ့တာလေဒီကကျွန်တော်ပြောခဲ့တယ်ဒါပဲစီပါတဲ့ဒီရှစ်မိုင်မှာတော့ဒီနေရာသွားလမ်းတွေကအစားအစာတွေဝေစားတန်တန်ရှိရှိနဲ့စားလို့ရတယ်ဒီနေရာမှာလာလေးစားတယ်